နေ့စဉ်ဘဝကိုစက်ရုပ်တရုပ်လိုတိကျတဲ့ပုံတေကားကြအချင်းစရာတွေနဲ့ပဲဖြတ်တန်းနေသူကတော့အသက်45နှစ်အရွယ်မုံတုတေသနာပညာရှင်ချီဟိုပါသူကမနက်စာကိုအသင်စားဘူးတွေပဲစားတယ်အချင်းမှန်အလောက်သွားတယ်ပြီးရင်အရသာဆက်တဲ့ဓာတ်ခွဲခန်းထဲမှာပဲတနေ့ကုန်အချင်းကုန်ဆုံးစီခဲ့တယ်သူ့ရဲ့ကဘာငယ်လေးထဲမှာစီကန်းတွေကလွမ်းရင်ဘာမှထူးထူးခြားခြားမရှိခဲ့ပါဘူးဒါပေမဲ့ဒီလိုညင်သက်နေတဲ့ရေကန်လေးကိုခဲတလုံးပြစ်ချလိုက်တယ်လို့မျိုးဤရောင်ဆိုတဲ့အမျိုးသမီးရောက်လာတဲ့အခါမှာတော့အရာအလုံးဟာပြောင်းပြန်လှန်သွားပါတော့တယ်။ဤရောင်ကအကျွေးကောက်တဲ့အလုပ်ကိုလုပ်ရတဲ့တကူရီမိခင်တယောက်သူတို့နှစ်ယောက်ရဲ့အဆုံးတွေ့မှုကဘန်တစ်ခုရဲ့ရှေ့မှာအမှိတ်မထင်စတင်ခဲ့တာပါ။ချီဟိုကတော့ထုံးစံအတိုင်းရိုးအေးလွန်းပါတယ်။သူများတွေအကျွေးမဆက်ချင်လို့ရှောင်နေကြချိန်မှာသူကတော့လောင်ကစားဆွဲနေတဲ့သူ့အကိုကိုစားအကျွေးတွေကိုပြုံးပြုံးကြီးလာဆက်ပေးနေတဲ့သူပေါ့ဒီလိုထူးဆန်းပြီးဖြူစင်လွန်းတဲ့လူကြီးကိုကြည့်ပြီးဤရောင်တယောက်စိတ်ဝင်စားသွားခဲ့ပါတယ်အပြင်စာတွေပဲစားပြီးအာဟာချို့တဲ့နေတဲ့ချီဟူအတဲ့ဤရောင်ရဲ့အိမ်ချက်လက်ရဟင်းလျာတွေကနတ်တူတာလိုဖြစ်လာခဲ့တယ်ဒီလိုနဲ့အသက်40ကျော်မှပထမဆုံးအကြိမ်အဖြစ်ချီဟိုရဲ့ရင်ခုန်တန်တွေကစီးချက်မမှန်တော့ပဲဗျံပရာတွေဖြစ်ကုန်ပါတော့တယ်ရင်တုံလုံးလို့နှလုံးယောဂဖြစ်ပြီးအထင်နဲ့ဆေးဆိုင်မှာဆေးသွားဝယ်တဲ့အထိသူတို့ရဲ့အချစ်ဦးဇာလန်းကရဲစရာကြည်နူးစရာတွေနဲ့ပြည့်နှံ့နေခဲ့ပါတယ်။ဒါပေမဲ့ဘဝဆိုတာပန်းခင်းလန်းကြီးမဲမဟုတ်ပါဘူး။လောင်ကစားသမားအကိုဖြစ်သူရဲ့အနှောင့်အယှက်တွေကုမ္ပဏီကဖိအားတွေနဲ့ဤရောင်ရဲ့သမီးဖြစ်သူကပါသူတို့နှစ်ယောက်ကြားမှာအသားစီးတွေဖြစ်လာခဲ့တယ်။ချီဟိုတယောက်အချစ်အသွင်ရဲ့သူ့ရဲ့အလုပ်ကိုပါဆွန့်လွတ်ရမယ့်အခြေအနေထိရောက်လာခဲ့ပြီးအထီးကျန်မှုတွေကြားမှာတယောက်တည်းလိုင်းပြောက်ခဲ့ရပါသေးတယ်။နောက်ဆုံးမှာတော့ရိုးသားမှုကအောင်နိုင်သွားခဲ့ပါတယ်။ချီဟိုဟာ TV အစီအစဉ်တစ်ခုရဲ့တိုက်ရိုက်ထုတ်လွှင့်မှုမှာပဲဤရောင်မပေါ်ထားရဲ့သူ့ရဲ့စစ်မှန်တဲ့အချစ်တွေကိုရဲရဲဝံ့ဝံ့ဖွင့်ပြောလိုက်ပါတော့တယ်။ဒါကတော့အသက်အရွယ်ဆိုတာကိန်းကနန်းတစ်ခုသာဖြစ်ပြီးစစ်မှန်တဲ့အချစ်ကဘလို့လူမျိုးကိုမဆိုပြောင်းလဲပေးနိုင်ကြောင်းသက်သေပြခဲ့တဲ့ Honey Sweet ဆိုရဲ့ချိုမီလော်နဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်